ဒါတော့ကအဖိုးဝယ်ကွန်ရဲ့မရှင်ပေါ့နော်ဒီအဲ့ဒီမရှင်နောက်တစ်ခုကကျတော့ရထားအဲ့ရထားရှိတယ်ကွာရထားဘဝပုံးတွေဖွင့်ပေးရပဲကောလုံးရထားဘဝပုံးတွေကလုံးဖွင့်ပေးရပါမယ်ရထားဘဝပုံးကလုံးဖွင့်ပေးပါဆိုအဲ့အနောက်ကပုံးကြီးဖွင့်ရမှာနော်အဲ့လက်တန်နဲ့အဝါရောင်လေးနဲ့ထိအောင်ဖွင့်ပေးရမယ်ဖွင့်ပေးရလို့ရှိရင်ဒီထက်မှပြည့်စုံရအောင်ပါအဲ့ဒီပစ္စည်းတွေကိုပြင်ရအောင်တည်သွားရမယ်ပြီးတော့သူ level တက်တာပါနော် level 25တီမှာတက်တယ်နော်ခွန်ရပြင်မလားခွန်ရ level 25ပြီးမှာသူကသူလဲသွားပြီတယ်ကွာဒီတိုင်းအထက်မှာ enemy တက်လို့တည်သွားတာတော့ဘောတက်ပြီးတည်သွားတာဆိုရင်မရှိရမပြီးဘူးနော်အဲ့ဒါ enemy မတွေ့အောင်လို့အဲ့ဒီပါလဲအစိမ်းရောင်ထွက်နေတဲ့နေရာမှာအဲ့ဒီတော့ထွက်ပြီးမှဒါမရှင်ရပြီးတော့ဟိုအစိမ်းရောင်လေးတွေ့တာအဲ့ဒီစိမ်းရောင်ကနေအပြေထွင်းမှဒါအဲ့ဒီဟိုပေါ့အဲ့ဒီကွိုင်ရတာကွာပြီးတော့အဲ့ဒီကွိုင်ကအဲ့ဒီစိမ်းရောင်လေးတွေ့ဒီတိုင်းအဲ့ဒီမီတာလို့တေသွားတာတော့ဘောတိုက်လို့တေသွားတယ်ဆိုရင်အဲ့ဒီပစ္စည်းရတော့မရတော့ဘူးเนาะပြီးတော့အဲ့ဒီကွိုင်ကအဲ့ဒီမာမမီတို့အခုရှာတယ်မှာခုတို့ရောက်သွားပြီအခုရှာတဲ့ကွိုင်10ခုဟိုကပြန်လဲပြီးရတခုเนาะ80ဆိုရင်9ခုပါဆိုရင်80ဆိုရင်9ခုပဲရတယ်အဲ့လောက်ပဲရတာပါလို့เนาะဒီလိုမျိုးတင်ပါလေလူကြည့်ကြတော့လည်းပြပြတာပါ